ခါနွားချောင်းသား6ယောက်တော်ထဲမှာနွားချောင်းရင်ကနေဖွတ်ကြီးတစ်ကောင်မြင်တော့ဝိုင်းလဲကြတယ်လိုက်တဲ့အခါအဲ့ဒီဖွတ်ကြီးကတောင်မိုးထဲဝင်သွားတယ်အဲ့တောင်မိုးကြည့်လိုက်တဲ့အခါအပေါက်6ပေါက်ရှိတယ်ပေါက်6ပေါက်ရှိတာ ਨੇ သူတို့တောင်မိုးကြီးကိုတူးဖြော်ဖို့အချိန်မရသည့်အတွက်ကြောင့်နောက်ကြမှာလာပြီးတော့ဒီဖွတ်ကြီးကိုတောင်မိုးတူးပြီးတော့ဖော်မယ်လို့ဆိုပြီးဖမ်းမယ်လို့ဆိုပြီးတော့တယောက်ကိုတစ်ပေါက်သေးသေးချကြဖွတ်ကြီးမထွက်နိုင်အောင်ပိတ်ခဲ့ကြတယ်ပိတ်ပြီးနောက်ရကြတော့သူတို့အဲ့ဒီဘက်ကိုနွားချောင်းမရောက်ကြတော့တစ်ပတ်လောက်ကြာအောင်အဲ့ဒီဘက်မရောက်ဘူးနောက်တစ်ပတ်လှည့်ကြလိုက်ပြီးကြောင်းတဲ့အခါကျတော့အဲ့ဒီတောင်မိုးကြီးရောက်တဲ့အခါပြန်တတိရတော့သူတို့ပိတ်ထားတဲ့အပေါက်တွေကိုသူတို့ပြန်ဖွင့်လိုက်ကြတယ်ဖွင့်လိုက်တဲ့အခါမှာဖွတ်ကြီးက9ရက်လောက်ပိတ်ထားတော့အစာရေးစားမတော့ရတဲ့အခါကျတော့အသက်ဆွန့်ပြီးတော့တောင်မိုးတွေကနော်ပိန်ပြီးတော့လှုပ်နဲ့ထွက်လာဖွတ်ကြီးကမပြေးနိုင်ရှာဘူးအဲ့ဒီကြတော့သူတို့တနာကျင်နာတဲ့စိတ်ဖြစ်သွားလို့မတတ်ကြဘူး